creator လို့ပြောလိုက်တာနဲ့ YouTube video တွေ TikTok video တွေကြည့်နေ content creator တွေကိုတွေ့ရခါမှာငါလည်းသူတို့လိုဖြစ်ချင်လိုက်တာ vlogger တယောက်ဖြစ်ချင်လိုက်တာလို့တွေးမှုကြရမလားဒါပေမဲ့တကယ်တမ်းစလုပ်တဲ့အခါမှာတော့ဘယ်ကနေစလုပ်ရမှန်းမသိလဲဖြစ်တတ်ကြရမလားဒါဆိုရင်တော့ဒီ education က vlog as vlog webinar လေးကတင်တော်ဆုံးဖြစ်ပါလိမ့်မယ်နော်ဒီ webinar လေးမှာဆိုလို့ရှိရင် content creation နဲ့ပတ်သက်ပြီးတည်တင်တာတွေ social media နဲ့ပတ်သက်ပြီးတော့ knowledge တွေကိုအဓိကထားပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်။ content creation ကိုကိုယ်မှာရှိပြီးသားဖုန်းလေးတစ်လုံးနဲ့ဘယ်လိုမျိုးအစပြုလို့ရမလဲ။ကိုယ့်ရဲ့ audience တွေနဲ့ဘယ်လိုမျိုး communication လုပ်လို့ရမလဲ။အဲ့ဒီအပြင်အရေးကြီးဆုံးဖြစ်တဲ့အတွဲလွန်စိုးရိမ်ပူပန်တာတွေကနေပြီးတော့ဘယ်လိုကြော်ဖြတ်ပြီးဘယ်လိုအစပြုရမလဲဆိုတာတွေကိုသေချာလေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။ဒီတော့သူများရဲ့ဗီဒီယိုတွေကိုပဲကြည့်ပြီးတော့ထိုင်အားကျနေမဲ့အစားဒီလမ်းကြောင်းကိုမိမိကိုယ်တိုင်အကောင့်ထဲပေါ်နိုင်မှုအတွက်နိုဝင်ဘာ29ရက်နေ့နဲ့ဒီဇင်ဘာ1ရက်နေ့မှာ Zoom ကနေတစ်ဆင့်ပဲကျင်းပပြီးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ caption မှာပြထားတဲ့ register link ကနေတစ်ဆင့် Google Form link ကိုဖြည့်လိုက်ရုံနဲ့ Hightech Education ရဲ့ဒီ Blog Cashbox ဆိုတဲ့ webinar လေးကိုခမဲ့တက်ရောက်ခွင့်ရမှာလည်းမကပေနဲ့တကယ် content creator ကြီးတွေရဲ့ knowledge sharing session တွေကိုပါနားထောင်ခွင့်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့အရန်ကောင်းတဲ့အခွင့်အရေးပေါ့နော်ဒီခွင့်ရေးကိုလက်လွတ်မခံရအောင်လို့အမြန်ဆုံး register လုပ်ထားဖို့လိုပါတယ်ရှင်